ကျွန်တော်သပင်ကောက်ချင်တယ်ဒါလေးကိုအတူတူရေးကြည့်ကြရအောင်အဲ့တော့တစ်ခုခုကိုလှုပ်ချင်တယ်ဖြစ်ချင်တယ်ဆိုလို့ရှိရင် I want to ရဲ့နောက်မှာ verb 1အဲ့ဒီ verb 1ဒီ infinitive ပုံစံဖြစ်ရမယ် infinitive verb ဆိုတာ st est et တွေဘာဆိုဘာမှပေါင်းပေးစရာမလိုတဲ့ verb တစ်လုံးရဲ့ငကို original မူလ verb ကိုဆိုလိုတာဖြစ်တယ်။သပင်ညက်တာဒီကိုသပင်ကိုကောင်းကိုပါတာကိုညက်တာကောက်တာမဟုတ်ဘဲနဲ့ဆိုင်တွားပြီးကောက်ရတာဆိုင်တွားပြီးညက်ရတာဆိုင်ကလူတယောက်ယောက်ကကိုသပင်ကိုကောက်ပေးတာညက်ပေးတာဖြစ်တဲ့အတွက် have noun plus verb 3ဒီpattern လေးကိုသုံးပေးရမယ်။ verb 3ကိုတနည်းအားဖြင့်Past participle curly ဒါက adjective curled ဒါက verb 3 noun က my hair အဲ့တော့ကျွန်တော်သပင်ကောက်ချင်တယ်ဆိုရင် I want to have my hair curled အကယ်၍များမနေ့ကသူသပင်ကောက်ခဲ့တယ်လို့ပြောချင်တယ်ဆိုရင် she curled her hair yesterday curled တူဒီ verb 2 or verb 3ကိုစာလုံးပေါင်းအတူတူပဲအကယ်၍များသူ့သပင်ကကောက်တယ်လို့ပြောချင်တယ်ဆိုရင် he has curly hair 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 က noun curly adjective adjective ရဲ့နောက်မှာ noun လိုက်ပေးရတယ် adjective ရဲ့ရှေ့မှာ verb ရှိမယ် has က verb ရဲ့ရှေ့မှာ subject ရှိမယ် subject က he ကဲနားလည်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် thank you bye bye